Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဆောင်းတော့ပထမပိုင်းဖြစ်နေ9ဝဲကိုရွေးချယ်ပေးပြီးပါပြီဒါတော့ဒုတိယဖိုင်အနေနဲ့ကျွန်တော်တန်ရှိနေတဲ့၄ဝဲကိုဆက်လက်ရွေးချယ်ပေးသွားမှာပါတန်ရှိနေတဲ့၄ဝဲမှာတော့ပွဲစဉ်6အနေနဲ့ရွေးချယ်ပေးခြင်းတဲ့ပွဲကတော့လီဗာပူးနဲ့ PSV တို့ရဲ့ပွဲပဲဖြစ်ပါတယ်လီဗာပူးတို့ကတော့အဆင့်10မှာရပ်တည်နေပြီးတော့ PSV ကတော့အဆင့်23မှာရပ်တည်နေတဲ့အသင်းတွေဖြစ်ပါတယ်နောက်ဆုံးကစားခဲ့တဲ့9ဝဲစီကိုကြည့်လိုက်ရင်တော့လီဗာပူးပွဲတွေကြည့်လိုက်ရင်လီဗာပူးတို့နီးရဲနေတော့နီးရဲမှာဗျာရှုံးပွဲတွေတော့ရှောက်ကြုံနေတော့လီဗာပူးတို့နီးရဲနေတော့နော်PSVကတော့ပြောင်းပြန်ပြ PSVကတော့စိတ်ညာတွေ့ရမှာကွာ PSVတို့နိုင်ပွဲတွေဆက်ဒီလောက်ရလက်ဆိုးနေတဲ့လီဗာပူးကိုဘူကီရီကနေပြီးတော့ဒီဘက်မှာနှလုံး60ဆိုပြီးကြီးရဖွင့်ပေးထားတယ်ဗျဘူကီရီကဒီဘက်ကလီဗာပူးတို့4ဂိုးတကူ5ဂိုးတကူလောက်နဲ့ကိုပြတ်နိုင်မယ်လို့ဘူကီရီကဒီလိုထင်ပြီးတော့ကြီးဖွင့်ပေးထားပဲဒီကတော့ကျွန်တော်တို့ဖြစ်ချင်ရဖြစ်ဗျာလီဗာပူးဘလောက်ခြေစွမ်းတွေပြက်နေဒီကတော့ဘူကီနောက်ကိုလိုက်ကြမယ်နှလုံး60ဆိုတဲ့ကြီးမှာကျွန်တော်လီဗာပူးဘော်ဒီကိုကြိုက်ပါတယ်လီဗာပူးဘော်ဒီကျွန်တော်ရွေးချယ်ပါမယ်ပွဲစဉ်9ဖြစ်ရွေးချယ်ပေးခြင်းနဲ့ပွဲလေးကတော့ဒီအိုလံပီယာကောနဲ့ရီယယ်မက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်အိုလံပီယာကောတော့၄ပွဲကစားထားတာနိုင်ပွဲမရှိသေးပါဘူး2ပွဲတည်2ပွဲရှုံးတဲ့ပေးကူကတော့ကိုရှိထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းကတော့၄ပွဲကစားထားတာ3ပွဲနိုင်ပြီး1ပွဲရှုံးထားပါတယ်ရာဂိုး8ဂိုးရှိပြီးတော့ပေးကူ2ဂိုးရှိထားတဲ့ရီယယ်မက်ဒရစ်အသင်းဖြစ်ပါတယ်ရီယယ်တို့နောက်ဆုံး3ပွဲစက်တိုက်နိုင်ပွဲတွေပျောက်ထားပါတယ်ဒီပွဲကိုတော့ရီယယ်ကနေပြီးတော့တလုံး30ရှုံးဆိုပြီးတော့ကြေးပေးထားပါတယ်ရီယယ်ကတော့ဒီနှလုံးပြတ်နိုင်တဲ့ခြေစွမ်းမျိုးရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ဒီပွဲကိုတော့ကျွန်တော်ရီယယ်မက်ဒရစ်ကျွန်တော်ဘော်ဒီကြိုက်ပါတယ်ရီယယ်မက်ဒရစ်ဘော်ဒီကျွန်တော်ရွေးချယ်ပါမယ်ပွဲစဉ်ရှေ့ဖြစ်ရွေးချယ်ပေးခြင်းတဲ့ပွဲလေးကတော့ PSG နဲ့စပါတင်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ် PSG ကတော့၄ပွဲကစားတာ3ပွဲနိုင်ပြီး1ပွဲရှုံးထားပါတယ်လက်ရှိအဆင့်ခွန်မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်စပါကတော့၄ပွဲကစားတာ2ပွဲနိုင်2ပွဲတည်နဲ့အဆင့်7မှာရပ်တည်နေတဲ့စပါအသင်းဖြစ်ပါတယ်စပါတို့နောက်ဆုံး9ပွဲမှာရလက်တွေမကောင်းပါဘူး1ပွဲပဲနိုင်ထားပြီးတော့3ပွဲထိရှုံးထားတဲ့စပါအသင်းဖြစ်ပါတယ်အခုလဲအဝေးကွင်းမှာလက်ရှိချန်ပီယံအသင်းကိုဘယ်လိုရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီနေ့တဲ့နောက်ဆုံးတွေ့ဆုံမှုကြည့်လိုက်တော့နောက်ဆုံးတွေ့ဆုံမှုကတစ်ဖက်2ဂိုးစီနဲ့တည်ကြထားတွေ့ရမှာပါဒီဘက်တော့အင်္ဂလိပ် PSG ကတလုံး60ရှုံးဆိုပြီးပေးထားပါတယ်ကြီးပြင်းနေပါတယ်ဒီဘက်တော့ကျွန်တော်ဘော်ကြီးရှောင်းပါမယ်ကိုပေါင်းကြီး3လုံး20မှာကျွန်တော်6ဘော်ကိုရွေးပါမယ်ဒီဘက်6ဘော်ကျွန်တော်ရွေးချယ်ပါတယ်ပွဲစဉ်9အနေနဲ့နောက်ဆုံးပွဲလေးအဖြစ်ရွေးချယ်ပေးခြင်းတဲ့ပွဲတော့စပိုတင်းနဲ့ကလပ်ဘလူးဂျက်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ကလပ်ဘလူးဂျက်ကတော့ဘိုင်ယန်ကိုအဝေးကွင်းမှာကိုပြက်ရှုံးထားပြီမဲ့လို့မိုနာကိုအသင်းကိုကိုပြက်နိုင်ထားပါတယ်ဘာစီလိုနာကို3-3ဆိုပြီးတော့တေးကန်ထားပါတယ်အတာကိုတော့သူအဝေးကွင်းမှာ2-1နဲ့ရှုံးထားတဲ့အသင်းဖြစ်ပါတယ်ကန်ခဲ့တဲ့၄ပွဲလုံးကိုတော့ဂိုးဘော်ကန်ထားပြီးတော့ဒီအဝေးကွင်းကန်ခဲ့တဲ့2ပွဲမှာ2ပွဲစလုံးကိုသူရှုံးနေထားပါတယ်စပိုတင်းကတော့အင်ကွင်းမှာကန်ရဲ့ MRD အသင်းကိုဂိုးပြတ်နိုင်တယ်မာဆေးကိုလည်း2-1နဲ့နိုင်ထားပါတယ်အင်ကွင်းနိုင်ပွဲသက်အသင်းနဲ့အဝေးကွင်းရှုံးပွဲသက်အသင်းထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲလေးပဲဖြစ်ပါတယ်ဒါပေမဲ့လို့ဒီပွဲမှာတော့ဂိုးသွင်းအားရှိတဲ့ကလပ်ဘလူးဂျက်တို့ရဲ့ဂိုးသွင်းစွမ်းရည်ကြောင့်ကျွန်တော်ဒီပွဲကိုလည်းကျွန်တော်ဂိုးဘော်ပဲရွေးချယ်ခြင်းပါတယ်ဂိုးဘော်ကြိုက်ပါတယ်ဒီညပွဲစဉ်9ပွဲလုံးကိုကျွန်တော်ရွေးချယ်ပေးပြီးသွားပါပြီမိမိတို့အကြိုက်နေတဲ့အသင်းနဲ့ရွေးချယ်ပြီးတော့စော်ကစားနိုင်ပါပြီအားလုံးပဲအပေါင်းပြကြပါစေခင်ဗျာ